Hello အားလုံးပဲမင်္ဂလာပါကဲဒီနေ့အတွက်ဒုတိယမြောက် live လေးတက်လာပါပြီဒီနေ့ဆိုရင်တော့ဒီနေ့မှလည်း live လေးနှစ်ခုတစ်ခါတည်းပဲ sharing လုပ်လိုက်တယ်ပေါ့နော်နောက်ကြတဲ့ရက်လေးရမ်းများသွားတဲ့အတွက်ပြန်ပြီးတော့ဒါအစားထိုးလောက်တာပေါ့နော်အဲ့တော့နောက်ရက်ဒီဆိုလည်းဘာဖြစ်မယ်ဆိုတော့မသိသေးဘူးဆိုတော့ကိုကျမ်းမာရေးအကြောင်းလေးပါတာပေါ့လေနော်အဲ့တော့ဒီနေ့ပြောနိုင်နေတော့လုံနိုင်နေတော့မှပြက်ကွက်ထားတဲ့ဟာလေးတွေကိုဒါပြန်စားထိုးခြင်းလို့ပေါ့နော်အများကြီးတော့လည်းမလို့တရက်မှာတစ်ခါတည်းတောက်လျှောက်ကြည့်လည်းမလို့ခြင်းပေါ့နော်အဲ့တော့နှစ်ခုလောက်တော့အနည်းဆုံးလုပ်လိုက်မယ်ဆိုပြီးဒီနေ့ဒုတိယမြောက် live လေးအနေနဲ့တက်လာတယ်sorry အဲ့တော့မနေ့ကတော့မနေ့ဆိုတာတက်ကိုနေ့လေပေါ့နော်နေ့လေကတော့ဒီ30 things about me ကိုလောက် challenge လေးရယ်ဒီမနေ့မှာကိုအပြင်စင်ချိန်ဘယ်လောက်ယူလဲဆိုတဲ့ topic လေးကို sharing လုပ်သွားပြီးပြီပေါ့နော်အခုမှာတော့ဘာကို sharing လုပ်မလဲဆိုတော့အခုပြောမယ် topic လေးကတော့ဘာကြည့်သွားလားမသိနည်းနည်းလေးအဲ့တော့ childhood ငယ်ဘဝအမတ်တရားပေါ့နော်ငယ်ဘဝအမတ်တရားနဲ့ပတ်သက်ပြီးတော့sharing လုပ်ပြရမယ်ဆိုတဲ့အခါကျတော့ sorry ပါဒီနေ့ကိုတော်တော်လေးနေလို့ကောင်းတယ်ဆိုပြီးတော့အဲ့တော့လူတိုင်းမှာဒါငယ်ဘဝအမတ်တရားတွေဆိုတာအများကြီးရှိကြမှာပဲလीနော်ရှိကြတယ်ကျူဆွေနေတာကျိုးရှင်စရာမတရားတွေလည်းရှိကောင်းရှိမယ်ခါတီးတဲ့မတရားတွေလည်းရှိကောင်းရှိမယ်ဘလို့မတရားတွေကိုမမိနေလဲကိုမဲမှုဖြစ်နေလဲဆိုတာတော့တယောက်နဲ့တယောက်သူကြမှာလည်းမဟုတ်ဘူးပေါ့နော်အရင်တော့ဆိုရင်ဒါငယ်ဘဝတော့ဆိုရင်ညာဘာပဲပြောအခုညာဆိုရင်ဒါအခုဒီနှစ်2026ဆိုရင်ညာ48နှစ်ပြည့်တော့မယ်48နှစ်ပြည့်တော့မယ်ဆိုတဲ့အခါကျတော့အရင်တော့ငယ်ဘဝ48နှစ်မတိုင်နေဟိုးငယ်ဘဝတော့ဆိုရင်တန်ရ smartphone တွေမကင်နိုင်သေးဘူး smartphone တွေမရှိသေးဘူးအလုပ်တွေပါဆိုတော့လေဒီလိုမျိုးစိတ်ပစ္စည်းလောက်အလုပ်ပြင်မဲ့တဲ့တန်းတွေမရှိသေးဘူးဆိုတဲ့အချိန်မျိုးမှာအမတ်တရားတွေဆိုတာလေရှိကောင်းရှိနိုင်တယ်ပေါ့နော်အလုပ်တွေဖုန်းတွေနဲ့ပတ်သက်ပြီးမရှိခဲ့ပေမဲ့တခြားအမတ်တရားတွေလည်းရှိနိုင်တယ်ပေါ့နော်အဲ့တော့မိတ်ဆွေတို့မှလည်းမတရားကြီးအများကြီးရှိမယ်တချို့ဆိုရင်လည်းပျော်ရွှင်စရာမတရားကြီးရှိမယ်တချို့ဆိုလည်းခါတည်ရမတရားဘလို့မတရားမျိုးပဲဖြစ်ပေါ့နော်အဲ့ဒီထဲကနေမှပျော်ရွှင်စရာဆိုလည်းပြောရအလျောက်ပေါ့နော်ခါတည်စရာဆိုရင်လည်းဒါအဲ့ထဲမှာကိုသင်ခန်းစာရယူပြီးတော့အဲ့ထဲမှာကိုယ့်ရဲ့ဘဝလက်ရှိရောက်လာတဲ့အခြေအနေကိုတွန်းအားပေးခဲ့တဲ့အမတ်တရားတစ်ခုဖြစ်နေလိုက်မယ်လို့ယုံကြည်တယ်။အခါလေးကြရင်ဒီလိုငယ်ဘဝရဲ့အမတ်တရားတွေကကိုနောက်မှာကိုကဘာဖြစ်ချင်လဲဘလို့ဘဝမျိုးရောက်ချင်လဲဆိုတာဖြစ်ဖို့အတွက်သွားဖို့အတွက်လမ်းညွှန်ပေးတဲ့အမတ်တရားတွေတစ်ခုဖြစ်လိုက်မယ်လို့ယုံကြည်တယ်ပေါ့နော်။အဲ့ဒီမှာလေပြောရင်လည်းဒီနေ့အေးတဲ့အခါကျတော့ဘာလို့ညာသွားပြီးဒီကောင်းစဉ်လေးရှင်းရမယ်ဆိုဘာလို့သွားတတိယလဲဆိုအဲ့တော့အဲ့တငယ်ချင်းလေးသွားတတိယတာပေါ့နော်ကျောင်းတော့ stage ကျောင်းတော့ဘေးဘယ်နှစ်တန်းလောက်လဲဆို6တန်း9တန်းလောက်ပေါ့နော်အဲ့တော့အရွယ်တော့ဆိုရင်ညောင်မျိုးမှာစောင်းတွင်းအေးတဲ့အချိန်မှာအဲ့တငယ်ချင်းလေးတယောက်ဆိုရင်သူ့ဘယ်လိုပြောမလဲညာလေးငယ်လေးကအရန်ပတ်စံရှိတဲ့ထဲကမပါဘူးပတ်စံရှိတဲ့သူမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဒီတငယ်ချင်းလေးနဲ့ရှင်နော်ကိုကဘာပြောနိုင်စားနိုင်နေနိုင်သေးတဲ့အနေအထားရှိတယ်ဆိုတဲ့အခါကျတော့စောင်းနေအရင်အေးတဲ့အချိန်မှာအဲ့တကယ်ချင်းကြောင်းလာတဲ့အချိန်မှာသူ့မှာအင်ကြီးလက်တူလေးနဲ့ပဲလာရတယ်ပေါ့နော်တအားဘယ်လိုပြောမလဲတအားဆင်းရဲတယ်သူညီမ2ယောက်ပဲရှိတယ်ပေါ့နော်အဲ့ဒါအရန်စီအရန်လည်းယူသားတယ်သူချစ်တယ်ခင်တယ်ပေါ့နော်အရန်ယူသားလုံးတဲ့တကယ်ချင်းလေးပေါ့နော်သူအခုတော့ပြောတတိယသူစောင်းနေအရင်အေးတဲ့အချိန်မှာသူ့မှာအနွေးတဲ့မရှိတော့အဲ့အချိန်မှာကအနွေးတဲ့
ဝတ်သွားတာကိုကနှစ်ထပ်ပေါ့နော်ပြောမယ်ဆိုရင်မမရရအဲ့တော့ဝတ်သွားတဲ့အလေးတဲ့လေးဆိုရင်ကိုကအပြင်အင်ကြီးမဟုတ်ဘဲနဲ့အထက်ကလို့ထပ်သွားတယ်လို့ဆွတ်တာလေးပေါ့နော်အဲ့တော့ဆိုရင်ရန်ကြိုက်တဲ့ဆွတ်တာလေးအဖြူရဲ့အနီးရဲ့အနက်ရဲ့အစင်းလေးနဲ့ဆွတ်တာအင်ကြီးလေးပေါ့နော်အဲ့ဒီအင်ကြီးလေးကိုသူချွတ်ပြီးတော့ပေးလိုက်တယ်ပြီးပြီးတော့အရန်အီးတယ်နေအေးမိမယ်ရောဒီအင်ကြီးလေးဝတ်လိုက်ဆိုပြီးတော့သူပေးရသူကနောက်ရလျှော်ပြီးယူလာပြီမဟုတ်မယူနဲ့ဒါအစ်စ်လည်းမဟုတ်ဘူးလက်ရှိကလည်းဝတ်ထားတယ်ဒါပေမဲ့နေကအစ်စ်လည်းမပေးနိုင်ဘူးဆိုတော့အခါကျတော့ဒီအင်ကြီးလေးနေကခွဲပြီးပြီးမဲ့ဒါလေးနေဝတ်ထားလိုက်ဆိုပြီးတော့သူကခွဲပြီးပူးတယ်ပေါ့နော်အင်ကြီးလေးကိုဝတ်သွားတယ်အင်ကြီးကိုကနှစ်ထပ်ဝတ်သွားတဲ့အခါကျတော့သူ့ကိုဝတ်သွားတဲ့ထက်ကဆွတ်တာအင်ကြီးလေးကိုခွဲပေးလိုက်တယ်ကိုကတော့အပြင်ထက်တဲ့အဝတ်လေးနဲ့ပဲအထက်ကအကြောင်းဆုံးအင်ကြီးဖြူနေအဲ့ဒါလေးနဲ့ပဲအင်ပြန်လာလိုက်တယ်ပေါ့နော်အဲ့ဆိုအရင်တော့ဒီကြီးရမိရပါတော့အင်ကြီးပြောက်သွားလဲဆိုဟိုတငယ်ချင်းတယောက်ကအနည်းတည်းမပါလို့သူပေးလိုက်တယ်လို့ပြောတော့အဲ့တော့ငယ်ကလေးကညရဲ့အတွင်းစိတ်ထဲမှာရှိတာတော့ဟာသူများကိုကူညီခြင်းနဲ့စိတ်ကလေးရှိတယ်ပေါ့နော်ရှိရဆိုတော့အဲ့ငယ်ဘဝအမတ်တရားထဲမှာဆိုရင်ညအတွက်မမရရဆိုရင်တော့အဲ့ဒီငယ်တငယ်ချင်းလေးကိုတော့အရင်ဤတဲ့အရာဒီမှာအင်ကြီးလေးဆောင်းနေမှာပေါ့နော်အင်ကြီးလေးခွဲပြီးကိုဝတ်သွားတဲ့အင်ကြီးကိုတော့ချွတ်ပြီးခဲလိုက်တယ်ပေါ့နော်အဲ့လိုပဲနောက်ရည်ထမင်းနေစားရဲဆိုရင်လည်းအတူတူပဲသူ့အတွက်ကိုဟာအတူတူထမင်းစားရကိုထမင်းဘူးတော့မှပါသွားတဲ့ထမင်းဆိုရင်လည်းအတူခွဲစားရဲပေါ့နော်အဲ့ဒါလေးကတော့အမတ်တရားပါပဲအဲ့တော့အဲ့ဒီငယ်ချင်းလေးကိုလည်းတတိရတယ်အခုချိန်ဒီကျန်းကျန်းမာရှိအောင်မယ်လို့လည်းမျှော်လင့်ပါတယ်ရှိပါစေလို့လည်းဆုတောင်းပါတယ်လေကဲငယ်ဘဝမှာဆိုရင်တော့မတရားတွေအများကြီးထဲမှာဒီနေ့ရာသီဥတုအေးတာလေးလည်းတော့တိုက်ဆိုင်တာလေးလည်းဖြစ်တော့အဲ့ဒီမတရားလေးတတိယတာလေးဒီငယ်ချင်းလေးကိုလည်းတတိယတာဖြစ်တော့အဲ့ဒီအကြောင်းလေးကိုပြန်ပြီး sharing လုပ်တာပါအမေဆွေတို့မှလည်းမတရားတွေရှိတယ်ဆိုရင်အဲ့ဒီမတရားတွေထဲကနေပြီးတော့ကိုယ်အခုချိန်မှာကိုရောက်နေတဲ့နေရာကိုရောက်ဖြစ်ချင်တဲ့နေရာကိုတွန်းပို့ခဲ့တဲ့အားတစ်ခုဖြစ်လိုက်မယ်ကိုယ်လမ်းညွှန်ပေးတဲ့အမတ်တရားလေးဖြစ်လိုက်မယ်လို့မျှော်လင့်ပါတယ်ပေါ့နော်အဲ့တော့အားလုံးပဲဒီနေ့ live လေးဒီမှာပဲဆုံးသက်ပါပြီအားလုံးကောင်းသောနေ့လေးဖြစ်ကြပါစေကောင်းသောညလေးဖြစ်ကြပါစေနောက်ရက် live မှာပြန်တွေ့ကြပါမယ်အခုဒီနေ့ live လေးအတွက်တော့အားလုံးကိုလည်းကျေးဇူးတင်ပါတယ် bye bye